GU နှစ်ခေါက်တီးရပါဒီမှာတစ်ခေါက်ဒီမှာတစ်ခေါက်တီးရပါပြီးတော့ဒီကောက်ကိုတီးတယ်ဒီကောက်ကလည်းနည်းပေါ့ဒီလိုလေးပထမတစ်ခေါက်ဒီကောက်တီးတဲ့ကမှဒီ14နဲ့စတီးတယ်ဒီလက်ညှိုးကတော့10မှာရှိတယ်เนาะဒါ17လက်ညှိုးကနှစ်ကျိုးဖိထားတယ်အဲ့ပြီးရတယ်15ကိုရွှေ့သွားမယ်ပြီးတော့ဒီမှာဒီကော့ကြီးကိုလာကြိုက်လိုက်တယ်ပေါ့နော်ပြတိပြမယ်ဒီဓာလေးတွေကနည်းခက်တဲ့ခါကျတော့တချို့ကဒီညမှာနှစ်ခါတိပက်တယ်ပြီးတော့ခုနကလည်း A ရဲ့ပထမ slope ပြခဲ့ A ကစားတဲ့နေရာလေးမှာလည်း A ကြီးပဲတီးလို့ရတယ်ရွှေ့ခြင်းပေါ့နော်ရွှေ့ရင်လည်းခတ်သွားတယ်ဒီဘက်လည်းအကျွေးစားရတယ်ကျွန်တော်ထောက်ပြီးတော့ဒီလိုကန်ရတယ်ဒီလိုမျိုးကန်လို့ရှိရင်သူကရွှေ့ဖို့ခက်တယ်လေဘက်ကသူထောက်ပြီးတော့ကန်ရနှစ်ခေါက်တီးလို့ရတာနဲ့အဲ့လိုဒီရတယ်နောက်ဆုံးဒီလိုမျိုးသွားပြီးတော့နောက်ကိုပြင်လာလဲဒီမှာလဲဒီလိုပဲဒီလိုလေးရွှေ့သွားတာတွေ့ရတယ်ဒီ14 17ပြီးတော့ဒီ10ကျိုးနှစ်ကျိုးရဲ့1ကျိုးရဲ့ဒီတဲ့ပြီးတော့စီ15လေးဆွဲလိုက်တယ်10ပြီးတော့ဒီကိုရွှေ့လိုက်တယ်ဒီညလေးကလည်းလေးပေါ့အရွေ့လေးပေါ့နော်ဒီကော့တစ်ခုတည်းပြီးတဲ့ခါမှာဒီမှာရှိတဲ့ချီဒီမှာရှိတဲ့ချီတူတူပဲသူကတော့19ကနေစပြီးတော့ဒီလိုတီးတယ်မခက်ဘူးနော်ဒီညလေးကခက်တယ်နော်တော့ A ကို position 3နေရာတီးတယ်ပေါ့ဒီလိုမျိုးရှင်းအောင်တီးလိုက်ရတယ်ဒီလိုလာတီးလို့ရတယ်အဲ့ဒါကိုမတီးဘဲနဲ့တော့ဒီညလေးမှလည်းဖြစ်အောင်တီးတာဖြစ်တဲ့အတွက်နည်းနည်းလေးခက်သွားတယ်အဲ့တော့ဒီမှာကြည့်ရအောင်ဒါ A နဲ့ပဲတွက်မယ်ဆိုရင် A ရဲ့2ဆိုပြီးတော့အဲ့တော့ဒီလိုတီးလိုက်ရတယ်ပြီးတော့ဒီကောင်က3ချောင်းလုံးဖြစ်ရအဲ့တော့နည်းနည်းလက်ကိုကန်ရလွယ်အောင်ဒီဟာလေးနဲ့တီးမယ်လက်ပတ်နဲ့လက်ကလေးနဲ့ထားလိုက်ပြီးဒီကနေလက်သန်းလာမယ်လက်သန်းလာတဲ့အချိန်မှာလက်ညှိုးကဒီကိုရွှေ့သွားမယ်ဒီက3ချောင်းလုံးတော့ဖိသွားမယ်ဒီမှာ2 3 5ကိုသူရောက်နေမယ်ဒါဆိုပေါ့ A ဆိုမီ2ဆိုဒီကမှာဒါမီ2ဆိုမီ2ဆိုတော့ A နဲ့တွက်ပြရအောင်နော်ဒါ A နဲ့ပဲ KG လို့မတွက်တော့ဘဲနဲ့ A ရဲ့အပကြီးကိုမို့လို့ A notes တွေနဲ့တွက်ပြတာပေါ့ A key နဲ့တွက်ပြတာ